ဖုန်ကြီးအိုကြီးတူဟာသူ့ရဲ့မြေးမလေးလက်ထဲကိုတိုင်းချမ်းတစ်စောင်ကမ်းပေးလိုက်ပါတယ်မမျော်လိမ့်မယ်အဲ့ဒီမိန်းကလေးငယ်လေးဟာတိုင်းချမ်းကိုတစ်ချက်ကြည့်ုံနဲ့တင်အတွင်းသဘောကိုချက်ချင်းပေါက်မြောက်သွားခဲ့ပါတယ်တစ်ဖက်ရန်သူကတိုင်းဝိုင်းပေါ်မှာမောက်မာရိုင်းဆိုင်နေတာကိုမြင်တော့အဖိုးကြီးကမြေးမလေးကိုဝိုင်းအလေကိုလွှင့်ပစ်လိုက်ပါတယ်အားလုံးအံ့ဩသွားတာကတော့အဲ့ဒီကလေးမလေးဟာကောင်းကင်ရန်ကဆင်းသက်လာတဲ့လက်ဝါးတိုင်းဗုဒ္ဓစပမ်ကိုထုတ်ဖော်လိုက်ပြီးရန်သူကိုမြေကြီးထဲမြှောက်မတက်နှိမ်နှင်းလိုက်တာပါပဲတကယ်တော့ဒီလိုတိုင်းပညာမျိုးကိုအဖိုးကြီးက82မျိုးတောင်တက်မြောက်ထားတာပါလွန်ခဲ့တဲ့ရက်ပိုင်းကတည်းကအဖိုးကြီးဟာတိုင်းပညာအထွတ်ထိပ်ရောက်လို့တောင်းပေါ်ကဆင်းလာခဲ့တာဖြစ်ပါတယ်လမ်းဘေးမှာထမင်းစားနေတော့လူမိုက်တစုကမိန်းကလေးငယ်တယောက်ကိုဝိုင်းဖမ်းနေတာတွေ့တော့သူ့ရဲ့ရက်တောင်အစုပ်လေးနဲ့ဝေ့ရမ်းပြီးလူမိုက်တွေကိုအလဲထိုးကကလေးမလေးကိုကဲ့တင်ခဲ့ပါတယ်ထူကြတာကအဲ့ဒီကလေးမလေးရဲ့အမေဟာအဖိုးကြီးရဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခွဲခွာခဲ့ရတဲ့သမီးအရင်ဖြစ်နေတာပါပဲသမီးဖြစ်သူရဲ့တိုင်းတဲ့နန်းချောင်းကိုလိုက်သွားတဲ့ခါမှာတော့သမီးကသူ့အဖေကိုမကြည့်ဖြူပါဘူးငငယ်ကတိုင်းပညာနောက်လိုက်ပြီးမိသားစုကိုပြစ်ပယ်ခဲ့တဲ့အတွက်အဖေလို့တောင်မတတ်မှပဲနှင်ထုတ်ခဲ့ပါတယ်ဒါပေမဲ့အဖိုးကြီးကတော့အပြစ်မတင်ပဲလက်တွေ့လုပ်ရတဲ့သက်သေပြဖို့ဆုံးဖြတ်လိုက်ပါတယ်တိုင်းကျောင်းကတပည့်တွေကလည်းအဖိုးကြီးကိုအထင်သေးပြီးတိုင်းဆရာကြီးမတ်စတာကထုတ်ပယ်ဖို့ပြောကြပါတယ်ဒါပေမဲ့အဖိုးကြီးကသူတို့မမြင်ဘူးတဲ့ရူလိုက်လက်ဝါးတိုင်းကိုထုတ်ပြလိုက်တဲ့အခါကျောင်းအနောက်ကတိုက်နိုင်ရန်ကြီးမှာလက်ဝါးရာကြီးထင်းကြံယုံနေမကပဲအပေါက်ကြီးဖြစ်သွားတာကိုမြင်ပြီးအားလုံးအံ့ဩတုန်လှုပ်သွားကြပါတယ်ဒီလိုနဲ့သမီးဖြစ်သူရဲ့ဦးလေးဖြစ်သူလူယုံမာကလူမိုက်တွေခေါ်ပြီးတိုင်းကျောင်းကိုတင်ပိုက်ဖို့လာရောက်တိုက်ခိုက်ပါတယ်တိုင်းကျောင်းကတပည့်တွေနဲ့အကြီးဆုံးဂုံတူးဆောင်တပည့် Master Brother တို့ဟာရန်သူဘက်ကပါလာတဲ့နံပါတ်30အဆင့်ရှိတိုင်းပညာရှင်ကိုမရှင်းနိုင်ပဲတွေးအံပြီးရှုံးနေနေပါတယ်ဒီအခြေအနေမှာအဖိုးကြီးကမနေနိုင်တော့ပဲစပွဲအောက်မှာပုံနေတဲ့မြေးမလေးကိုတိုင်းချမ်းပြီးအမြန်လိလာခိုင်းလိုက်ပါတယ်ပါရမီရှင်မြေးမလေးဟာခဏလေးအတွင်းမှာတင်တက်မြောက်